လူအိုတယောက်ကမြေပြင်ပေါက်ကျနေတဲ့ရွှေတုံးတွေကိုကောက်ယူနေတယ်။နောက်ဆုံးတစ်တုံးကိုယူလိုက်တဲ့အချိန်မှာသူ့လက်ထဲမှာဖုံးထားတဲ့ကြောက်တုံးတစ်လုံးကိုတိတ်တဆိတ်ကင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအရာရှိကသူ့ကိုပြစ်တက်ဖို့အမိန့်ဖေးလိုက်တယ်။လူအိုကချက်ချင်းကြောက်တုံးကိုမြေမြုပ်မိုင်းတစ်လုံးပဲပစ်လိုက်ပြီးပောက်ကွဲမှုဖြစ်သွားတယ်။အရာရှိကကြောက်လန့်ပြီးစစ်သားတွေကိုရှေ့တက်တဲ့ပစ်ခိုင်းလိုက်ပေမဲ့မျောလင့်ထားတဲ့အရာတစ်ခုဖြစ်သွားတယ်။လူအိုကတန်အိုးတစ်လုံးကိုအသုံးပြုပြီးကြည်စံအားလုံးကိုကာကွယ်လိုက်တယ်။ကပတိန်အမေရိကတောင်မြင်ရင်အံ့အားသင့်ပြီးမင်းကတကယ်ထူးခြားတဲ့သူပဲလို့ပြောမဲ့အထိဖြစ်ခဲ့တယ်။လူအိုတေပြီးပြီလို့ထင်တဲ့အရာရှိကပြစ်ခတ်မှုရလိုက်ပြီးစစ်သားတစ်ယောက်ကိုတွန်းစစ်ခိုင်းလိုက်တယ်။ဒါပေမဲ့စစ်သားကနီးလာမတိုင်ခင်မြေမြုပ်မိုင်းကလုံးလေးတက်ပေါက်ကွဲပြီးသူ့ကိုချက်ချင်းတက်ပစ်လိုက်တယ်။အဲ့ဒီနောက်အရာရှိကနှစ်ဖက်လုံးကနေစစ်သားနှစ်ယောက်ထပ်ပို့လိုက်ပေမဲ့3စက္ကန့်တောင်မခံဘဲတေဆုံးသွားကြတယ်။သူ့လူတို့စက်တိုက်တေဆုံးနေတာကိုမြင်တဲ့အရာရှိကအမျိုးသမီးအကျဉ်းသားနှစ်ယောက်ကိုရှေ့သို့အသေးအကျပို့ပြီးလမ်းရှင်းမယ်လို့မျှော်လင့်ခဲ့တယ်။ဒီအချိန်မှာတော့လူအိုကထုတ်ပြေးလွတ်မြောက်ပြီးသားထင်နေတယ်။ပင်မနှွမ်းနယ်နေတဲ့သူကပျက်စီးနေတဲ့ကားတစ်စီးအောင်မှလဲရောက်နေတယ်။ဒဏ်ရာပေါ်ကိုခါးဘက်နှိပ်ချီပြီးဆေးဝါးမရှိပဲကြည်ချမ်းကိုကိုယ်တိုင်ဆွဲထုတ်လိုက်တယ်။နာကျင်မှုပြင်းထန်လွန်လို့မိတ်လဲသွားခဲ့တယ်။ရန်သူစစ်သားတွေကခွေးလေးကျင်ထားတွေကိုပါခေါ်လာပြီးသူ့ကိုရှားဖွေနေကြတယ်။အတန်တွေကြားလို့လူအိုပြန်လဲနိုးလာတယ်။ရွှေတွေကိုအမြန်စုပြီးကားအောင်မှာထပ်မှန်ပုံလိုက်တယ်။စစ်သားတွေမမြင်ခဲ့ပေမဲ့ခွေးတကောင်ကသူ့သွေးနဲ့ကိုရှာသွေးသွားတယ်။လူအိုကရန်သူကြည့်ကားအောက်ကိုလှမ်းဝင်ပြီးဓာတ်နဲ့စီတိုင်ကိုဖျက်ဖွင့်ကာဓာတ်စီကိုကိုယ်ခန္ဓာပေါ်လောင်းလိုက်တယ်။အနတ်ဖုံးမယ်လို့ထင်ခဲ့ပေမဲ့အမားထစ်သွားတယ်။ခွေးကဓာတ်စီနံကိုပါတိပြီးဟောင်းလိုက်တယ်။စစ်သားတွေကားရက်ပြီးနေရာတဝိုက်ရှာဖွေစတင်ကြတယ်။အခွင့်ရေးမြင်တာနဲ့လူအိုကမြစ်ဖက်ကိုပြေးသွားပေမဲ့ခွေးကထက်မှန်တွေ့လိုက်တယ်။စနိုက်ပါတယောက်ကခြေတော့ကိုပစ်လိုက်ပြီးအရာရှိကအသက်ရှင်လျက်ဖမ်းဖို့အော်ဟစ်အမိန့်ပေးလိုက်တယ်။ခွေးကလိုက်ဖမ်းလာတဲ့အချိန်လူအိုကတင်းငင်ဖားမိချစ်တလုံးလောင်ပြီးကိုမီးရှို့လိုက်တယ်။မီးကြောင့်ကြောက်လန့်သွားတဲ့ခွေးရက်သွားတယ်။လူအိုကပြေးပြီးမြစ်ထဲခုန်ချလိုက်တယ်။စစ်သားတွေပြစ်ခတ်နေကြပေမဲ့သူရေထဲရောက်သွားနိုင်ခဲ့တယ်။သူတဲလာတဲ့ရွှေတဲ့အလေးချိန်ကြောင့်ရေအောက်ကိုမြုပ်သွားပြီးမမြင်ရတော့ဘူး။စစ်သားတွေမရေကူးတက်လို့မလိုက်နိုင်ခဲ့ကြဘူး။နိုင်ပဲလောက်ကြာပြီးလူအိုရေပေါ်ပြန်ပေါ်လာပြီးလေရှူဖို့ကြိုးစားနေတယ်။ခေါင်းပေါ်လာတာနဲ့စနိုက်ပါကထက်ပစ်လိုက်ပြီးရေထဲမှာသွေးတွေပြန်တန်သွားတယ်။အရာရှိကရွှေတွေပြန်ယူဖို့ဒိုင်ဗာတယောက်ကိုပို့လိုက်တယ်။ဒါပေမဲ့ဒိုင်ဗာရေအောက်ရောက်တဲ့အချိန်လူအိုကသူ့လယ်ပင်ကိုဖျက်ပြီးအောက်ဆီဂျင်ကိုလူရဲလိုက်တယ်။လေပေါ်ကစစ်သားတယောက်ဒီအဖြစ်ကိုမြင်ပြီးကြောက်လန့်သွားတယ်။ဒါပေမဲ့အရာရှိကထပ်ပြီးရေထဲဆင်းခိုင်းလိုက်တယ်။2စက္ကန့်တောင်မခံပဲရေကတစ်ကြိမ်နဲ့နီးပြန်သွားတယ်။စိတ်လှုပ်ရှားကြောက်လန့်သွားတဲ့စစ်သားတွေနောက်ဆုတ်စာပြိုးတယ်။အလွဲအချော်တွင်စစ်သားတယောက်ကိုသူ့ဘက်သားတယောက်ကမတော်တဆပစ်မိလိုက်တယ်။ပြီးတော့စနိုက်ပါတယောက်က heavy machine gun နဲ့ပစ်ခတ်စတင်တယ်။ဒါပေမဲ့ဒီတစ်ခါလူအိုကတေဆုံးနေတဲ့စစ်သားရဲ့ကိုကာကွယ်ရေးအနေနဲ့အယူသုံးပြီးလွတ်မြောက်သွားတယ်။အရာရှိကအားလုံးကိုအံ့အားစွာကြည်နေခဲ့တယ်။အဲ့ဒီအချိန်မှာတဲ့လူအိုရဲ့အိမ်မဲခွေးပြန်ပေါ်လာတယ်။အရာရှိကအကြံတစ်ခုရလာတယ်။ခွေးကိုအသုံးပြုပြီးလူအိုကိုခြေတံခမ်းမဲ့လို့ဆုံးဖြတ်လိုက်တယ်